တခါတော့ကအရှင်သမီတိကုတ္တဆိုတဲ့မထေတပါးရှိခဲ့ဘူးပါတယ် ဒါပေမဲ့မထေရဲ့ကျမ်းမာရေးကမကောင်းလာပါဘူး သူ့မှာရိုးရိုးယောဂမဟုတ်ပါဘူးအနုယောဂခံစားနေရတာပါ ယောဂကတစ်နေ့တစ်နေ့ပိုမိုဆိုးရွားလာပြီးအသားတချို့တောင်ပဲ့ကျလာခဲ့ပါတယ်ကူးစက်တတ်တဲ့ယောဂဖြစ်တဲ့အတွက်ကြံရဟန်းတော်တွေမကူးစက်စေရန်မထေဟာဇရက်လေးတစ်ခုမှာတယောက်တည်းနေရရှာပါတယ်ဒီလိုအနုယောဂခံစားရခြင်းဟာမျိုးရိုးကြောင့်မဟုတ်ပါဘူးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ဝင်ကြွေးကြောင့်ပဲဖြစ်ပါတယ် ဘဝတစ်ခုမှာစွမ်းခံကြွလာတဲ့ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုသူကကြည့်ပြီးဒီကရုံးဟာအနုယောဂသည်ဖြစ်ပုံရတယ်လို့ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိုက်ပါတယ် အဲ့ဒီဝစီကံအကုသိုလ်ကြောင့်သူ့ဘဝဟာအန္တရာယ်ကြီးသောလမ်းကိုစတင်လိုက်ရပါပြီ တေလွန်သွားသောအခါဝစီအကုသိုလ်၏အကျိုးကြောင့်ငရဲသို့ကြာရောက်ခဲ့ရပါတယ်